ဘယ်သူနဲ့မဆိုစကားပြောတဲ့အခါချက်ချင်းရင်းနှီးသွားစေမဲ့လိုအပ်ချက်ခင်ဗျားတခါလေလူသစ်တယောက်နဲ့တွေ့တဲ့အခါစကားပြောတာတမျိုးကြီးဖြစ်ပြီးအနေရခတ်ဘူးလားဘာပြောမှန်းမသိပဲတိတ်ဆိတ်နေတဲ့အချိန်တွေကိုရောမှတ်မိလားတကယ်တော့လူတွေကကိုနဲ့တူတဲ့သူကိုပို့ပြီးယုံကြည်စိတ်ချတတ်ကြတယ်ဒါကျွန်တော်တို့ခင်ဗျားတို့အုံနောက်ထဲမှာပါလာတဲ့တဘာဝပါဒီနေ့မှာတော့ခင်ဗျားကိုဘယ်သူနဲ့မဆိုစက္ကန့်ပိုင်းတွေရင်းနှီးသွားအောင်လုပ်ပေးနိုင်တဲ့ Marin ဆိုတဲ့စိတ်ပညာနည်းလမ်းကိုပြောပြပေးသွားမှာပါလူတွေကဘာလို့ကိုနဲ့တူတဲ့လူကိုတဘောကြတာလဲဆိုတော့ကျွန်တော်တို့အုံနောက်ထဲမှာ mirror neutron ဆိုတဲ့အာရုံကြောတွေရှိပါတယ်ရှေ့ခေတ်ကတည်းကလူတွေကကိုနဲ့အပြုတ်မှုတူတဲ့သူကိုမျိုးနဲ့သူမိတ်ဆွေလို့သတ်မှတ်ပြီးပို့ပြီးနီးစပ်တယ်လို့ခံစားတတ်ကြပါတယ်ဒါကိုသုံးကြပြီးခင်ဗျားတစ်ဖက်လူရဲ့ပြုတ်မှုတိတတာမဟုတ်ပဲမှန်တဲမှာလိုက်ကြည့်နေရသူမျိုးလိုက်လုပ်ပေးုံနဲ့သူကခင်ဗျားကိုမသိစိတ်ကနေတဘောကျသွားပါလိမ့်မယ်လက်တွေလှုပ်ဆောင်ရမယ်အချက်၃ချက်ရှိပါတယ်အဆင့်တစ်ကကိုဟန်အနေထားကိုလိုက်လုပ်ပါတစ်ဖက်လူထိုင်နေတဲ့အခါရှေ့ကိုအနေငယ်ကိုင်းနေခင်ဗျားလည်းအနေငယ်လိုက်ကိုင်းမှာသူကခြေထောက်ချိတ်ထိုင်နေခင်ဗျားလည်းလိုက်တင်လေလိုက်ထိုင်မှာတတိထားပြုဖို့ကတော့လှောင်လိုမျိုးချက်ချင်းလိုက်လုပ်တာမျိုးမဟုတ်ပဲစက္ကန့်အနေငယ်ချပြီးတဘာဝကြလိုက်လုပ်ပေးဖို့တော့လိုပါတယ်အဆင့်နှစ်စကားပြောနှုံးကိုညှိပါသူကစကားကိုအေးဆေးဆေးနဲ့ဖြည်းဖြည်းပြောတဲ့လူဆိုရင်ခင်ဗျားကလောနဲ့ပြန်ပြောပါနဲ့သူနဲ့အချိန်တိုင်းလိုက်ညှိပါဒါကစိတ်ချင်းချိတ်မိတွအောင် report bearing လောက်တာပါအဆင့်3စကားချုပ်ကိုပြန်သုံးပါသူကစကားပြောတဲ့အခါတကယ်ကိုဆိုတဲ့စကားလုံးကိုခဏသုံးတတ်ရင်ခင်ဗျားကအဲ့ဒီစကားလုံးလေးကိုကြားထဲမှာညှက်သုံးပေးပါသူကငါစိတ်ထဲမှာတော့လို့ပြောတတ်ရင်ခင်ဗျားကလည်းတင်းစိတ်ထဲမှာလို့ပြန်သုံးပါဘာတွေပြောင်းလဲသွားမလဲဆိုတော့ဒီလိုလိုက်လုပ်တဲ့အတွက်တစ်ဖက်လူဟာခင်ဗျားကိုငါနဲ့အမြင်တူတဲ့လူငါ့ကိုနားလေတဲ့သူလို့မသိစိတ်ကနေတတ်မှတ်လိုက်ပါတယ်ရလက်ကတော့ခင်ဗျားစကားပြောရတာပိုချောမွေ့လာမယ်ခင်ဗျားအကူအညီတောင်းရင်လည်းသူကပိုပြီးကူညီပေးခြင်းပါလိမ့်မယ်ဒီနည်းလမ်းကိုအခုအစိုက်ခင်ဗျားတငယ်ချင်းတွေတို့ပေါ်ခိုင်ဖက်တွေနဲ့စမ်းကြည့်ပါဘယ်လောက်ထိရောက်လဲဆိုတာ comment မှာလာပြောပေးပါအောင်အခုလိုလူမှုဆက်ဆံရေးနဲ့စိတ်ပညာလှုပ်ဝက်ချက်တွေကိုတင်ပေးနေတဲ့Mind frame ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့